တမ်းမင်းသားတွေနဲ့အပြိုင်ကျဲတော့မဲ့စမ်းရီမိုးရဲ့ရုပ်ရှင်ခြေလှမ်းသည်ပရိသတ်တင်ရဲ့ချစ်တော်အပြုံးမင်းသားလေးစမ်းရီမိုးဟာဝိုင်ရင်မင်းသားကြီးတွေဖြစ်တဲ့နေတိုကြော်ကြော်ပူတို့နဲ့အတူမင်းသား၃ယောက်မင်းသမီး၃ယောက်အပြိုင်ဆက်ရုံနဲ့ရုပ်ရှင်ကားကြီးမှာပါဝင်ရိုက်ကူးခွင့်ရရှိသွားပါပြီ။ဒါစမ်းရီမိုးရဲ့နုပညာခီးနှန်းအတွက်နေရာတနေရာခိုင်ခိုင်မာမာရမယ့်အလဲပြောင်းတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့လည်းစမ်းရီမိုးအနေနဲ့တပင်လောကကနေရုပ်ရှင်လောကတွေကူးပြောင်းလာတာကြောင့်စိန်ခေါ်မှုတွေရှိနေပါတယ်။စင်မြင့်တက်ကအမူအရာပြောဆိုနေရရုပ်ရှင်ကင်မရာရှိကတရုပ်ဆောင်ပုံတွေနဲ့ပုံစံချင်းကွာခြားလို့တဘာဝကြကြအသွင်ပြောင်းလဲဖို့ခက်ခဲနိုင်ပါတယ်။ဝိုင်းရင်ထိတ်တန်တရုပ်ဆောင်တွေကြားမှာမိမိရဲ့တရုပ်ဆောင်ကွက်ပြောင်းမသွားအောင်အစမတန်ကြိုးစားရမယ့်ဖိအားလေးရှိနေပါတယ်။အခြားတစ်ဖက်မှာတော့စမ်းရီမိုးကတပင်နုပညာရှင်တစ်ယောက်ဖြစ်လို့အတန်းလေးယူလေးသိမ်းမျက်နှာမူရနဲ့ခန်းစားချက်ဘေးယူပိုင်းမှာအခြေခံကောင်းမိသားဖြစ်ပါတယ်။အထူးသဖြင့်စမ်းရီမိုးအနေနဲ့ရုပ်ရှင်ရိုက်ကူးဖို့အတွက်ဇမင်းသားမှုတော့ဖျောက်ဖို့လိုပါတယ်။ဒါပေမဲ့လည်းအခြားမျက်နှာသစ်တွေထက်အသားကျလွယ်နိုင်တယ်လို့သူ့ကိုစင်မြင်အားပေးမဲ့တပင်ပြိတ္တအင်အားအခိုင်အမာရှိနေတာလည်းတပန်းသာစီမဲ့အချက်ပါပဲနေတုံကြော်ကြော်ပူလို့စက်ကိုနိုင်နေတဲ့ဝိုင်းရင်ကြီးတွေနဲ့အပြိုင်တရုံဆောင်မှာဖြစ်လို့ဒါဆိုင်မှုအတွက်ရေသွေးထုတ်ပြောင်းခွင့်ဖြစ်တယ်လို့အရေးချင်းကိုတက်တည်ပြမယ်စာမေးပွဲကြီးလည်းဖြစ်ပါတယ်အပြုံးမင်းသားလေးဆိုင်မှုတယောက်ဒီရုပ်ရှင်စကားကြီးကနေတဆင့်ဒီထက်မကအောင်မြင်ပါစေကြောင်းစုမကောင်တောင်းပေးလိုက်ရပါတယ်ရှင်